Alina ဖင်လန်မှာထိုက်တန်းကျောင်းထွက်လိုက်ပြီးတော့ Vocational College ကိုပြောင်းလိုက်ပါပြီ။ဆိုတော့အခုတလော Alina ဘာတွေလုပ်နေလဲအကြောင်းသင်မှာရောအခြေအနေတွေဘယ်လိုရှိလဲဆိုတာသိချင်နေဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးထဲမှာပြောပြပေးသွားမှာမို့လို့အဆုံးထိလိုက်ခဲ့ပြီးကြပါအောင်ရှင်။ Hello ခုကတော့ Alina ကျောင်းသွားဖို့ပြင်ဆင်ရတော့မယ်ပေါ့နော်။ပုံမှန်ဆိုလို့ရှိရင်ကျောင်းက9နာရီဆိုပေမဲ့ဒီနေ့က10နာရီမှသွားရမှာ။ဆိုတော့ Alina အရန်ဆိုရင်မထားပြဖက်နဲ့10နာရီလောက်မှထားရပေါ့နော်။ဆိုတော့မြင်မြန် get ready လုပ်မယ်ပြီးရင်တော့ကျောင်းသွားပါမယ်။ဆိုတော့ပထမအဆုံးအနေနဲ့ Alina Vocational College ကိုတက်နေတာ2ပတ်လောက်ရှိပြီပေါ့နော်။ပြီးတော့ Alina ဘာမီဂျာယူထားလဲဆိုတာလည်းစိတ်ဝင်စားနေကြလို့ Alina ကမီဒီယာယူထားတာဖြစ်ပါတယ်။ဒီမီဒီယာမေဂျာမှာဘာတွေသင်ရလဲဆိုလို့ရှိရင်တော့အဓိကအဖြစ် photo editing တွေ video editing တွေပြီးသွားတဲ့အချိန်မှာဒီလိုမျိုး content creation အပိုင်းတွေလည်းပါတယ်ပြီးတော့ကိုယ့်အနေကို media နဲ့ပတ်သက်တဲ့ဒီလို content materials တွေထုတ်တာတွေလည်းပါတယ်ပေါ့နော်အဓိကအဖြစ် Alina လိုမျိုး influencer content creator ဖြစ်ချင်နေကြတဲ့သူတွေအတန်းထဲမှာအများကြီးရှိပါတယ်။ Alina မျက်နှာ setting spray ဖြန်းတာမချောက်သေးဘူးပေါ့နော်။ဆိုတော့ရုံးဆောင်အင်ဂျီလဲလိုက်ပါအောင်မယ်။ She's a Mona Lisa. Everyone's lining up to see her. ဆိုတော့ Alina ဒီနေ့အောက်ကနေ jeans ရပြီးအပေါ်ကနေဒီလိုမျိုး white top လေးရပဲပေါ့နော် simple ဖြစ်ဖြစ်ပဲပေါ့ပါ။ She's a Mona Lisa. Everyone's lining up to see her. ငါကကြရလေ Alina အမြဲတမ်းပေါ့နော်ဒီလိုမျိုးငကွင်းကြီးပဲတက်နေရဆိုတော့ဒီနေ့ပြောင်းလဲလေးဖြစ်အောင်လို့ဒီလိုမျိုးဟာလေးတက်မယ်။ပြီးတော့ခုန setting powder လောက်ရသေးဆိုတော့ Alina setting powder ထည့်လိုက်Huda Beauty ရဒီ bake powder ကတော့တော်နာမည်ကြီးရပေါ့နော် Alina ကတော့ဒါအသေး version ပဲဝယ်ရတယ်ဒါပေမဲ့တော်တော်လေးကောင်းလို့အကုန်သွားလို့ရှိရင်တော့တကယ် full size ပဲဝယ်တော့မယ်ပေါ့နော်ဒီလိုစင်မနေ့စာဘာမှမစားရသေးဘူးဆိုတော့ Alina ဒီမှာ cake mode လေးစားတယ်ပြီးတော့ဒီမှာ coffee လေးရှိရဆိုတော့ coffee နဲ့ cake mode နဲ့စားလိုက် There must be something that it features. You'll find the beauty goes much deeper once you get to meet her. You see her walking down the boulevard. She got the posture of a superstar. She looks so fly in those boots. အဲ့လိုပြောစရာကောင်းတာတစ်ခုပြောပြမယ်ပေါ့နော် Alina ကြောင်းရောက်နေတာ2နာရီလောက်ရှိပြီဒါပေမဲ့ Alina vlog ရိုက်နေရဲဆိုတာကိုမေ့သွားပြီးတော့တောက်ဆောင်မရိုက်ဖြစ်လိုက်ဘူးပေါ့နော်အခုကတော့ Alina မေ့တယ်စားပြီးတော့ပါပြီရှင် Yeah, I wonder what she hides under her disguise. Yeah. ပြောစရာကောင်းလိုက်တာ vlog ကြီးရပြက်ပြီလားဆက်ရိုက်ပြီးမယ်အဲ့ဒီကြ She's a Mona Lisa. Everyone's lining up to see her. There must be something You'll find the beauty goes ပြီးတော့ဒီဗီဒီယိုကြည့်နေကြတဲ့သူတွေထဲမှာလည်းဘာဖြစ်လို့ Alina Vocational College ပြောင်းသွားလဲဆိုပြီးတော့စိတ်ဝင်စားနေကြတဲ့သူတွေလည်းအများကြီးပါလောက်တယ်ပေါ့နော်ဆိုတော့တီးတန့် Alina ဗီဒီယိုတစ်ပုတ်လုပ်ပြီးတော့ဘာဖြစ်လို့ဒီလိုဆုံးဖြတ်ချက်ချပြီးတော့ပြောင်းဖြစ်သွားလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးပါမယ်အခုကတော့ Alina အတန်းထဲပြန်ရောက်နေပြီပေါ့နော်များသောအားဖြင့်အခုက high school မဟုတ်တော့တာဖြစ်တဲ့အတွက်အတန်းထဲမှာစာရီတော့မတင်ဘူးဒီလိုမျိုး media ဆိုရင်လည်း media နဲ့ပတ်သက်တဲ့ဟာတွေ editing တွေပဲလုပ်ပြီးတော့ထိုင်နေရတာများရပေါ့နော်ဆိုတော့ Alina နဲ့ကွက်တီပဲတကယ်တမ်းကိုဝါသနာပါတဲ့အရာလုပ်ရတော့လေတော်တော်လေးလဲအဆင်ပြေရပြီးတော့ဒီအချိန်နေဆိုလို့ရှိရင်လည်းပေါ့နော်ကုံလို့ကုံအောင်မှန်းတော့မသိလိုက်ပါဘူးဒါတွေဆိုလို့ရှိရင် Alina တို့အခုဆွဲရတဲ့ပုံစံတွေပေါ့နော်အခုလောလောဆယ်ကတော့ photo editing ပဲလုပ်ရသေးတယ် video editing တွေတော့မတင်သေးဘူးပေါ့နော်အဲ့ဒါအပြင်မှာ Alina တို့အတန်းထဲမှာဆိုရင်တင်နန်းသူတင်နန်းသားတွေထဲမှာ main ကလေးတွေကပဲ90%လောက်ရှိတယ်များသောအားဖြင့်အကုန်လုံးဒီပါတော့ main ကလေးတွေပဲယောက်ျားလေးဆိုလို့2ယောက်လောက်ပဲပါတယ်ပေါ့နော်အကုန်လုံးကလည်းပြီးလို့ရှိရင် media ဘိုင်းတွေ social media နဲ့ဒီလိုမျိုး content တွေ create လုပ်ရတာစိတ်ဝင်စားတဲ့သူတွေကြီးပါပဲ Hello ခု Alina အတန်းပြီးသွားလို့ပြန်နေပါပြီ Once you get to meet her, she's a Mona Lisa. Everyone's lining up to see her. There must be something that features. You'll find the beauty. ကျမတို့ကျောင်းမှာရှင်ဒါကျောင်းနောက်ဖက်ပေါ့နော်မိုင်ပဲများလို့လည်းမရ Hello ခု Alina shopping center တခုရောက်နေရပေါ့နော် Alina တငယ်ချင်းနဲ့ကတော့ Alina လမ်းခွဲလိုက်ပါပြီသူကအိမ်ပြန်တယ် Alina ကတော့အခု shopping center မှာပေါ့နော်
တစ်ချက် coffee ဆိုင်လေးထိုင်ပြီးတော့အလီနာအလုပ်တစ်ချက်လုပ်မယ်ဗီဒီယိုရိုက်စရာလေးရှိလို့ပါဟိုကအလီနာမှာထားတဲ့ matcha လေးရောက်လာပြီပေါ့နော်အမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်လေအလီနာအဲ့ကိုဗီဒီယိုရိုက်ချင်လို့သွားတာဒါပေမဲ့လူတွေကဟိုနေရာဆိုလဲလူရှိဒီနေရာဆိုလဲလူရှိဆိုတော့အလီနာဘယ်လိုရိုက်လို့ရရမယ်မသိတာနဲ့နောက်ပိုင်းတော်ပြီမရိုက်တော့ဘူးဆိုပြီးတော့ shopping center ပဲသွားပြီးတော့ပတ်နေခဲလိုက်တယ်ပေါ့နော်ပြီးတော့အခုဒီမှာဆိုလို့ရှိရင်လည်းအလီနာရဲ့ new favorite spot လို့တောင်ပြောလို့ရသွားတယ်ဒီလို makeup ဆိုင်ကိုတွေ့ခဲ့ပါတယ်အမှဆိုရင်လည်းလုံးဝအစုံပဲဆိုတော့အလီနာလည်းမနေနိုင်တော့လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ခဲ့မိလိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့နေ့ကတော့အရာဘီယာနဲ့ရှောက်ကြည့်ပြီးတော့ဘလောက်မှမကြောက်အိမ်ပြန်ဖြစ်သွားတဲ့ဗီဒီယိုကတော့တပုံးမှမရိုက်လိုက်ရသလိုဘာမှလည်းမရလိုက်ပါဘူး Hello ဒီနေ့ကတော့အလီနာကြောင်းပိတ်တယ်ပေါ့နော်ဆိုတော့မနက်က client နဲ့ meeting ထိုင်နေပြီးတော့ခေါင်းလျှော့ပါတယ်အခုကတော့အလီနာစာတင်စရာလေးရှိလို့ပေါ့နော်အဲ့ဒီဟာလေးမတင်ခင်မှာ makeup အရင်ပြင်ပြီးတော့အပြင်စာတင်ပြီးရတဲ့တခါရထွက်မှာဖြစ်ပါတယ်ဆိုတော့အခုခေါင်းလေးမမှုတ်ရသေးလို့ပေါ့နော်လေးမှုတ်လိုက်ပါဦးမယ်Let me paint a picture. I see they don't understand. Feeling like Picasso. She brushing against my hands. See you from around the way you think. So အခုကတော့အလီနာစာတင်ရတော့မှာပေါ့နော်ဒါပေမဲ့ဘာမှမစားသေးဘူး။အဲ့ဒါလည်းအရန်စားနေ။ energy mode လေးပဲစားလိုက်ပါမယ်။စာတင်ပြီးတော့မှပဲထမင်းစားပြီးလို့ရှိရင်အလီနာအပြင်သွားမယ်ပေါ့နော်။ကဲအခုကတော့အလီနာတင်နန်းတင်ဖို့ပေါ့နော်အဲ့ဒါဆွန်မီတင်နေကိုရောက်နေပါပြီပြီးလို့ရှိရင်တော့အားရပါရအလီနာအတန်းနေတင်နေဒါပေမဲ့ဒီနေ့ကတော့အတန်းချိန်နေအများကြီးမရှိဘူး Zoom class တစ်ခုပဲရှိရပေါ့နော်ဆိုတော့အဲ့ဒါတင်နေအဲ့ဒါတင်ပြီးွားပြီဆိုရင်တော့အလီနာအကတော့ကတော့မှာပဲဖြစ်ပါတယ် You be making moves that yeah who really care what Simon say All the bad things girl I had to look past that Call yourself a dime I'm just trying to get my cash back You be looking fine so no wonder they can't match that Louis V scarf or I'm chilling with a dad Whoa Slow it down like that အခုကတော့အလီနာတို့ကမဲ့ dance studio ရောက်နေပြီပေါ့နော်ဒါပေမဲ့အဲ့နေ့ကအပြင်မှာအရန်အေးတယ်အေးတာမှ -20 ကျော်တာဆိုတော့ဒီလိုမျိုးရထားတွေလည်း delay ဖြစ်တယ် bus တွေလည်း delay ဖြစ်တယ်အဲ့တော့အလီနာတို့ဒီ studio ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်9နာရီပိုကင်တင်ထားတာဒါပေမဲ့ဘလို့မှမမီဘူးဟိုလုံးဒီလုံးနဲ့ဟိုရောက်တော့လဲအဲ့လိုမျိုး train တွေအကုန်လုံးကလည်းအချိန်မီမလာတာဖြစ်တဲ့အတွက်အဲ့ဟိုရောက်သွားတော့အလီနာတို့6နာရီထိုးရတယ်ပေါ့နော်အဲ့ဒါနဲ့ပဲအဲ့ဒီအချိန်ကနေပြီးတော့ပဲစာပြီး booking ချိန်ကိုပြောင်းပြီးတော့ယူဖြစ်လိုက်ပါတယ်ပြီးတော့လည်းအခုအလီနာအကုန်လုံးပြချင်ပေးမယ် copyright မိမှာဆိုလို့ပေါ့နော်ဒီမှာတော့မထည့်ပေးလိုက်တော့ဘူး full video ကြည့်ချင်တယ်ဆိုလို့ရှိရင်အလီနာရဲ့ TikTok account မှာလာကြည့်လို့ရပါတယ် YouTube vlog တင်ပြီးွားတဲ့အချိန်ဆိုလို့ရှိရင်တော့အလီနာ TikTok account မှာအဲ့ဒီ video လေးလည်းတင်ပြီးွားပြီပေါ့နော်ဆိုတော့စိတ်ဝင်စားရဆိုလို့ရှိရင် follow သွားလုပ်ပြီးတော့ကြည့်ကြပါရှင်အလီနာကလေအရင်တော့ခါခဲ့ရဆိုပေမဲ့အခုကမကတာ3နှစ်လောက်ရှိပြီဆိုတော့အလီနာတို့နှစ်ယောက်ကတာဘလို့မှမညီဘူးဖြစ်နေရပေါ့နော်အလီနာတို့တွေကတောက်လျှောက်တော့ကျင့်နေရပါဒါပေမဲ့အရန်ပင်ပန်းနေပြီအခုတည်းကချင်း remix 3ဖုန်းမှာ2ပုတ်ပဲရသေးတယ်အနောက်ပဲရအမှန်တကယ်ဆိုလို့ရှိရင်လေအလီနာတို့အဲ့နေရ3ပုတ်လောက်ရိုက်မလို့ပေါ့နော်ဒါပေမဲ့လေအလီနာတို့ practice လုပ်တာကြာသွားတာနဲ့2ပုတ်လောက်ပဲရသွားတယ်3ပုတ်မဖြစ်နိုင်တော့တာဖြစ်တဲ့အတွက်နောက်ဆုံးတစ်ပုတ်တော့ဘလို့မှမကျင်းလိုက်တော့ပဲနဲ့အဲ့ဒီ2ပုတ်ကိုပဲအဆင်ပြေအောင်လို့ပေါ့နော်အလီနာတို့အချိန်လောက်နဲ့လေဒီလိုရိုက်ဖို့အချိန်ကလည်းပေးရသေးတာဖြစ်တဲ့အတွက်အလောက်နဲ့ပဲရက်လိုက်ပါတယ်ဆိုအခုပဲအလီနာအိမ်ပြန်ရောက်ပါတယ်တနေ့ကုန်ထမင်းမစားသေးရဆိုတော့ညဘက်မှာထမင်းစားမယ်ပေါ့နော်ကဲအလီနာတယောက်တနေ့ကုန်ဘာမှတတိရှာမစားဘဲနဲ့ဒီလိုမျိုးကပြီးွားတဲ့အချိန်မှာစားရတယ်ပေါ့နော်မကခင်သွားစားလိုက်လို့ရှိရင်လည်းမကနိုင်မှာဆိုလို့မစားခဲ့ပါဘူးဆိုတော့ဒီနေ့ဒီဗီဒီယိုလေးကိုလည်းဒီမှာပဲရက်လိုက်ပါတော့မယ်နော်